အားလုံးပဲမင်္ဂလာပါရှင်ကီရဲ့ channel မှာပြန်လဲကြိုဆိုပါရယ်ရှင်ဒီနေ့မှာတော့မြန်ပြီးတက်တဲ့ကိုတို့အတွက်ကိုကောင်မလေးကတွေ့တာနဲ့ကိုကအရန်ကြာတာပဲနော်ပြောတာကိုကြားကျင်တဲ့ကိုအတွက်ကြာဆွမ်းဆောင်နိုင်ဖို့အရေးကြီးတဲ့အချက်၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအချက်ကတော့မြန်ဆန်နဲ့စတင်တာကိုလုံးဝမလုံးမိကြပါနဲ့နော်ကျမတို့ကိုတဆင့်ချင်းစီစတင်ပြီးမှအဓိကတော့ချက်ကိုတဆင့်ချင်းဖော်ပေးပါချွဲလာရင်ဖြည်းဖြည်းချင်းသွင်းတာထုတ်တာလုပ်ပါနောက်ဆုံးချိန်မှာတအားကိုစိတ်ရှိလက်ရှိအဆုံးသတ်နိုင်ပါတယ်နော်ဒီနည်းကကျမတို့ကိုလည်းမေးမရနိုင်ဖြစ်စေသလိုကိုတို့လည်းပိုကြစေမှာဖြစ်ပါတယ်နံပါတ်1အချက်ကကွန်ဒုံးသုံးကြည့်ပါအချို့ယောက်ျားလေးတွေကကွန်ဒုံးသုံးရင်ကြာတတ်ပါတယ်ဘာလို့လဲဆိုတော့ရာဘာကကြားမှာခံနေပြီးထိတွေ့မှုလျော့နေတာကြောင့်ကြာသွားတာဖြစ်ပါတယ်ရှင်ကျမတို့ကိုအဖော်နဲ့ချစ်တဲ့အခါအဖုသေးသေးလေးတွေပါတာလေးနဲ့စမ်းပေးပါအဲ့ဒါလေးတွေကကျမတို့ကိုခုလူနဲ့ဆက်ခါနေမှာဖြစ်ပါတယ်ရှင်ကိုကကြာကျမကကန်ရှယ်ဖြစ်နေမှာဖြစ်ပါတယ်နော်နံပါတ်3ချက်ကကျမတို့နဲ့အချစ်ပွဲမစင်နွဲခင်ကြိုတင်အားသာဖြည့်ကြည့်ပါနော်အချစ်ပွဲမစင်နွဲခင်တနာရီလောက်ကြိုပြီးအားသာဖြည့်တာကကျမတို့နဲ့တအားချမ်းတဲ့အခါထိတွေမှုမှာခံစားမှုတိတ်မပြင်းတော့တဲ့အတွက်ကိုတို့ပိုကြစေမှာဖြစ်ပါတယ်ရှင့်ဒီနေ့လေးကယောက်ျားလေးတော်တော်များများသုံးကြပြီးတော့အသုံးဝင်ပါတယ်ရှင့်နံပါတ်4ချက်ကတော့အကြိုက်ဆုံးပုံစံကိုနောက်မှလုပ်ပါနော်အကြိုက်ဆုံးတွေကမြန်ပြီးစေလို့ဖြစ်ပါတယ်ရှင်နံပါတ်5ချက်ကတော့လုံနေရင်းကနေခဏလောက်နားလိုက်ပါပြီးရင်အတန်ရင်းနာကိုလက်မနဲ့လက်ညှိုးသုံးပြီးညှစ်ထားလိုက်ပါဒါဆိုအပြင်ထွက်ချင်တဲ့တုတ်တွေကရပ်တန့်သွားစေပြီးစိတ်လဲခဏငြိမ်သွားကအချိန်ပိုကြစေမှာဖြစ်ပါတယ်ရှင်ဆေးသုံးတာတွေကိုရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။ဆေးတွေကကိုတို့အတွက်ဘေးထွက်ဆိုးကျိုးရှိတာကြောင့်မသုံးတာအကောင်းဆုံးပါအရှိကလိုကီပြောပြသွားတဲ့အချက်၅ချက်ကိုသုံးပြီးအရန်ကြာတဲ့ကိုကြာတွေဖြစ်ကြပါစေရှင်နောက်မှပြန်လဲဆုံးတွေမယ်နော်ကိုတို့ရှင်။